ရှင်လို့ဟောပေးပါခင်ဗျာရှိလားခင်ဗျာthank you ပါအဲ့တော့ဒီနေ့ရဲ့ performance တွေကိုပြသွားမယ်ပထမတူကတော့ဇိုဝီလည်းကြိုက်ဆုံး character ဖြစ်တဲ့ Mobile Legends တွေက Alpha Legend skin ကို cosplay ထားတဲ့ Kyosei Nambu ကိုဖိတ်ခေါ်လိုက်ပါတယ်လက်ကောက်သားများနဲ့ကြိုဆိုပေးပါဦးခင်ဗျာမိုက်တယ်ဗျာဒီတေးကြကြကို cosplay ထားတာတကယ်ကိုနော် preparation ကောင်းကောင်းနဲ့ cosplay ဟောဝင်ရှင်မြိုင်ခါပြပါလေဗျာကျွန်တော် performance ပြုလုပ်နေတာဖြစ်ပါတယ်ခင်ဗျာသဘောကျရင်ကျွန်တော်လက်ခုပ်တန်နေနဲ့လည်းအားပေးလို့ရပါတယ်နော်Time has come to cast away that frail mortal shell. Join me in eternity. A king's glory, a crown's legacy. In the end, just lies and illusions. Wither! Ravenous claw! My reign is eternal! Turn to dust! In the end, you achieve nothing. You will serve as fertilizer for the flowers. Be freed from your mortal coil. Is this the eternity I was promised?ဝါမိုက်တယ်ဗျာကဲနောက်ထပ် cosplayer တူကိုညီမလေးလက်ခေါ်ပေးပါဦးကြည့်ရမိုက်လားပြိတ္တကြီးမိုက်လားမိုက်တယ်ဆိုရင်ထပ်ပြီးတော့လက်ခုပ်တန်လေးကြားကြပါရစေ thank you ပါ